ရုပ်ဆောင်ချူလေးကတော့ရင်မတော်တဆဖြစ်ပြီးအရေးပေါ်ရောက်ရှိနေတယ်လို့သိရှိရပါတယ်။ဒီနေ့မှာတော့ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးချော်လေးချူလေးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ချူလေးကို1993ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာရန်ကုန်မြို့၌မွေးဖွားခဲ့ပြီးအနုပညာလောကတွေကို2014ခုနှစ်မှာ MRT4 ရဲ့တဲလန့်တင်းကနေတဆင့်စတင်ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။သူမကိုပရိသတ်တွေသတိထားမိပြီးစတင်အားပေးခဲ့ကြတာကတော့ထာဝရမန်းလေးရုပ်တံဇာတ်လမ်းတွေကနေစခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာမိုးကောင်းငယ်အိမ်မက်ပြားရည်အိုင်စတဲ့နာမည်ကြီးဇလန်တွဲများမှာကြာရဇက်ရုပ်ကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်ခဲ့လို့ပရိသတ်တွေရဲ့တခဲနာအားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုဇာတ်ကားနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်တရုပ်ဆောင်ခဲ့ပြီးအနုပညာအရေးချင်းပြေဝတဲ့မင်းသမီးတစ်ယောက်ဖြစ်တာကိုတက်တည်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ချူလေးဟာတရုပ်ဆောင်ကောင်းရုံနဲ့မကပဲချစ်စရာကောင်းပြီးဖော်ယူတဲ့အပြုံးတွေကြောင့်လည်းပရိသတ်တွေပုံပုံအချစ်ပိုးကြတာလည်းဖြစ်ပါတယ်။လက်ရှိချိန်ထိလည်းအနုပညာလှုပ်ရှားမှုတွေအစဉ်အဆက်မပြတ်လှုပ်ဆောင်နေပြီးပရိသတ်တွေရင်ထဲမှာနေရာယူထားဆဲဖြစ်တဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ယနေ့မှာတော့ရင်မတော်ဆမှုဖြစ်ပြီးအရေးပေါ်မှာအသက်လူနေရတယ်လို့ချူလေးရဲ့သတင်းကိုသိရှိထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။